နက်ကတော်ကရှွန့်ထဲမှာစွန့်ပစ်ထားတဲ့ကလေးကိုတွေ့ရှိခဲ့တယ်။ရွာသားတွေကမြင်ပြီးအကုန်ပြောကြတယ်။ကလေးကကန်ဆိုးမိုးမောင်ကြစေတဲ့အရာတစ်ခုဖြစ်တယ်။နက်ကတော်ကမွေးစားဖို့ဆုံးဖြတ်ရင်တောင်အောက်မှာသွားနေရမယ်။အတင်းကျပ်နက်ကတော်ကကလေးနဲ့အတူရွာကနေထွက်သွားခဲ့ရတယ်။ကြီးလာတော့မိန်းကလေးကမျက်လုံးတွေကိုနေတိုင်းဖုံးထားတယ်။နက်ကတော်ကတေကန်နီးမှာမှားထားလို့ပါ။မျက်လုံးတွေကိုဘယ်တော့မှမဖွင့်နဲ့နော်။နက်ကတော့ရဲ့စောင့်ရှောက်မှုမရှိတော့ဘူး။ရွာသားတွေကမိန်းကလေးကိုပြန်လာရှာတယ်။带着你阿婆的灵位滚出瓦山村，别把你的不祥之气染给全村人。ရှင်တန်ဖို့အတွက်သူမနင်းအံမျိုးကိုပြေးသွားတယ်။ဒီခံပြီးမြစ်ပတ်ပင်မနဲ့အလုပ်ကျန်းတွေလုပ်တယ်။ဒီကြီးမားတဲ့မြို့ကြီးထဲမှာမိန်းကလေးကကန်ချင်းတူတဲ့ယောက်ျားတစ်ယောက်နဲ့ဆုံတယ်။သူမကနန်းတွင်းကမောင်းထုတ်ခံထားရတဲ့အင်းရှိမင်းသားကြောက်ယူပါ။သူမကနန်းတွင်းကမောင်းထုတ်ခံထားရတဲ့အင်းရှိမင်းသားကြောက်ယူပါဆိုတဲ့ဒီဖျားကြီးကပါ။ရွာထဲကလူဆိုးတွေကမင်းသားကိုမကြာခဏအနိုင်ကျင့်တယ်။မိန်းကလေးကပယုံနာတက်ပြီးထွင်းရင်းတွေနဲ့ဆေးဝါးတွေယူလာပေးတယ်။ဒီတိုင်းပဲနေ့ရက်တွေကုန်လွန်သွားမယ်လို့ထင်ခဲ့တယ်။မထင်ထားဘူးလူဆိုးတွေကအထက်ကအမိန့်ကိုလက်ခံရရှိ上面发话了，光打骂没意思，得给咱们这位太子殿下来点极致的惊喜。နှစ်ယောက်သားစဉ်းစားကြတယ်။မိန်းကလေးကိုပြစ်မှတ်ထားလိုက်တယ်高高在上的真龙，配上地窖里的蛆虫，这才是极致的侮辱。သုံးရက်ကြာတယ်။နှစ်ယောက်ကမိန်းကလေးကိုမင်းသားရဲ့နေရာကိုခေါ်လာတယ်။နှစ်ယောက်လုံးကိုစကားနဲ့ထိုးနှက်ပြီးနောက်သူတို့ပျော်ပျော်ပါးပါးထွက်သွားကြတယ်။မိန်းကလေးအံ့အားသင့်စရာကမင်းသားကတီးခံပြီးနေခဲ့တာပါ။သူကသူ့နောက်ကိုနှစ်ပေါင်းများစွာလိုက်နေတဲ့လူယုံကိုတိုးတိုးလေးခေါ်တယ်။မိန်းကလေးကိုလင်းအံမျိုးကနေအရင်ထွက်လိုက်ဖို့ပြောတယ်။မတော်တဆပါဝင်လာတဲ့မိန်းကလေးကအပြစ်မဲ့သူပါ။ဒါပေမဲ့လူယုံကမျိုးတွေကလူတွေလွယ်လွယ်နဲ့မဝင်ထွက်နိုင်ဘူးလို့ပြောတယ်။မိန်းကလေးကိုခေါ်သွားရင်ဝင်ထုတ်ဝင်ပို့ပဲ။ဒါအပြင်လင်းအံမျိုးအုပ်ကမိဖုရားကြီးရဲ့လှုပ်ဝက်စာကိုရပြီးပြီ။ဒါကမင်းသားကိုတေးစေဖို့ပါ။ဒီချိန်မှာပဲမိန်းကလေးကရုတ်တရက်မျက်လုံးတွေဖွင့်လိုက်တယ်။သူမကရွှေနဂါးကြီးတစ်ကောင်မင်းသားကိုရစ်ပတ်နေတာကိုမြင်တယ်။ဒါဧကရစ်တစ်ပါးရဲ့အမှတ်လက္ခဏာပဲ他不会死